ဒီကမှုကြီးတိုင်းအမေတိုင်းတော့ကလည်းမှုလေမှုလေခတ်လို့ရတယ်ကွာနောက်တော်ကြီးတွေကိုပုံပြတာရှင်မကာလူတွေခတ်ကွက်အမေမကြောက်ဘူးအမေပြေးတယ်လောက်ကောပါလေမရှိပါရေးရအဲ့ဒါရတာနော်ကြီးအမေဟောရှောက်ပြီပေါ့မဟာတော်နေပါလားဟောရှောက်တန်ဒုဒန်ဒန်ဒုအားလို့ပြောတာနော်လွယ်ပါညက်ဖမ်းတာအမေလာပြီစကောပါဘယ်လိုလဲရှင်းကြပြီးတော့ရဲ့အေးမဟုတ်တာမလုပ်ပါနဲ့ညီဟာကလေးလိုရရမဟုတ်ဘူးနဲ့မဟုတ်တာမလုပ်ပါနဲ့ပြောရတယ်အချက်ပွဲမယ်မလုပ်နဲ့လို့မရတယ်ကိုယ့်ကိုစိုးပါတေချာအောင်လို့အဲ့ချက်တေချာတာမရှိတော့ဘူးခိုင်ထိုးစကောပါရမလေးတေချာလိုက်တာဗျာတေချာထိုးဟေးရသွားတယ်မဲ့စတန်နဲ့ညာရှင်းချင်ဗျာရော1 2 3ရှင်းပါနဲ့1 2 3ခိုင်လို့ရှင်းသွားလောက်ပြန်နေဟုတ်တာလည်းမဟုတ်ဘူးရှင်းပါတယ်1 2 3ရှင်းပါတယ်နဲ့အမေ1 2 3 4 5 6 7 8 9 10သူဟာလွယ်ရမှာ1 2 3 4 5 6 7 8 9 10အမေတော့ညက်ပြေအဘငါမပြောတော့ပါဘူးကွာပြောရင်လည်းမကောင်းဖြစ်တော့ပဲကျရကိုပေါ့အဘအဲ့တယ်ဘင်းရင်နဲ့ဖမ်းတာလေဘင်းရင်နဲ့ဖမ်းတာအမေသုံးလို့လေဘင်းရင်နဲ့ဖမ်းတာရောလာပြီလာပဲရောကြောက်မှာအမေခိုင်းတော့စီးပွားရေးမကောင်းဘူးလားဟုတ်ပါဘူးချင်းမခံနဲ့လို့တို့မိကိုနှစ်ယောက်စီးပွားရေးတစ်ခုခုလုပ်အောင်အမေဒီတော့လာပါ